အမေတို့ကိုစားလို့လုံးကိုယ်သွဲတမ်းပြီးကိုတွေ့တယ်လူကလေးတကြီးကြီးကွယ်တိတ်တနွဲ့နဲ့ပလီတဲ့ဒီသားကိုအရက်တကသနာကြလို့ဖယားတာတော်ဖယားရဲ့တရားမမြောက်ကကွယ်ကျွန်တော်ငယ်ငယ်အဲ့ဒီတော့ကလူလုံးမလှလို့အပူလုံးကြွရရတဲ့တွဲယူရောမရရပါကွယ်လုံးလုံးခွန်းသွဲတမ်းပြီးကိုတွေ့တယ်လူကလေးတကြီးကြီးကွယ်အေးတနွဲ့နဲ့ပလီတဲ့ဒီသားကိုအရက်တကသနာကြလို့ဖယားတာတော်ဖယားရဲ့တရားမမြောက်ကကွယ်ကျွန်တော်ငယ်ငယ်အဲ့ဒီတုန်းကလူလုံးမလှလို့အပူလုံးကြွရရတဲ့တွဲယူရောမရရပါကွယ်အမေဆိုတာဘယ်မှာလဲဖေဆိုတာလေးဘယ်မှာလဲမသိမကွယ်တိရဆိုင်ပဲအမေမအဖမအရတကာကိုကွယ်ငူဟဲကျွေးမေးတယ်နော်လူလေးရဲ့အချစ်ကလေးရဲ့မင်းအဖေမေလေးရွာလဲသွားရတယ်မှုသားကနဲ့သိသိရှာတယ်ကျန်လာမဲမကြပါဘူးလေကျွန်တော်စိတ်ကူးရင်ပြောကငင်းရတယ်ရင်ဝင်မဲ့သားဘဝအဖြစ်များကဆိုးလာကလားအကွယ်ကစားရတဲ့အိမ်မှာလီကွယ်တငယ်ချင်းဒီကမိဘမဲ့သားကိုကြားမြတ်ပေါ့နောက်ပြောင်ကြည့်တယ်ဝိုင်းပင်ကြတယ်ငိုရရတယ်ကျွန်တော်ရင်မအကွယ်အဖေမြင်လာတမ်းမှာအမေရဲ့မြင်လာတမ်းမှာဗျာတန်းကငါရဲ့ကြမြင့်ဒီပညာတုတ်တုတ်ကိုကုတ်ကလေးလက်ပြရတယ်ရင်ဝင်မဲ့သားဘဝအများကလည်းအားကငယ်ငယ်ကစားရတဲ့ရွယ်မလေးကွယ်တငယ်ချင်းတွေကမိဘမဲ့သားကိုကြားမြတ်ပေါ့နောက်ပြောင်ကြည့်တယ်ဝိုင်းပယ်ကြတယ်ငိုရရတယ်ကျွန်တော်ရင်မကွယ်အဖေမြင်လာတယ်မှာအမေရဲ့မြင်လာတယ်မှာတန်းကရဲ့ကြမြင့်ဒီပညာတုတ်လို့ကုတ်ကုတ်ကလေးလှည့်ပြန်ရတယ်ရင်ဝင်မဲ့သားဘဝအများကလည်းအားကငယ်ချစ်တလာတဲ့အရွယ်မှာလဲအပေဘူးသာမနေတာလို့ဖြစ်ရချစ်လေချစ်ခွန်းတွေချစ်တဲ့ပြောတော့ကြော့ကြော့နဲ့အလေမောမောရဲ့ကောင်းခါသွားတယ်မိဘမဲ့သားကလေးကလာနဲ့အရေးထားရမှာဟုတ်ပါဘူးလေဆူရဲ့ပါပြီကွယ်ပြောရဲ့ပါပြီကွယ်အဖေမြင်လာတမ်းမှာအမေရဲ့မြင်လာတမ်းမှာဗျတန်းကရဲ့ကြမြင့်ဒီပညာတုတ်လို့ကုတ်ကုတ်ကလေးလှည့်ပြရရဲ့ရင်ဝင်မဲ့သားဘဝအဖြစ်များကဆိုးလာကလား
တက်လာတဲ့အရွယ်မှာလဲအသေးပူဇာမနေတာလို့ဖြစ်စရာချစ်တယ်လေချစ်ခွန်တွေတွေ့ချစ်တဲ့ပြောတော့ကြောက်ရောနဲ့လေမောမောရဲ့ခေါင်းသွားတယ်မိဘမဲ့သားကလေးကလာနဲ့အရေးထားရမှာမဟုတ်ပါဘူးတဲ့ဆိုရပါလေကွယ်ပြောရပါမေကွယ်အဖေမြင်လာသမ်းအမေရဲ့မြင်လာသမ်းပါဗျာတန်းစာအရဲ့ကြမြေပညာတုတ်လို့ကုတ်ကုတ်ကလေးလှည့်ပြန်ရတယ်ရင်ဝင်မဲ့သားဘဝအဖြစ်များကဆုံးလာပါလား